အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် test flight တင်ရနေ sharing လုပ်ပေးခြင်းတဲ့ video ကတော့ exam မှာ ranking စီတာပါနော်ဘာလို့တောင်းပြီးတော့လဲဆိုတော့ rank ဆိုတဲ့ function ကိုတောင်းပြီးတာပါနော်အဲကျွန်တော်ထပ်ပြီးတော့ရှေ့ဆက်ပြီးလေ့လာသွားရအောင်ကဲဒီတစ်ခါတော့တို့ ranking စီတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပေါ့နော် rank မှာမှာသူက rank average တို့ဘာလို့အဲ့လိုမျိုးရှိသေးတယ်ဒါကတော့ကျွန်တော်က rank ကိုနားလည်အောင်လုပ်ကျွန်တော်ရဲ့သဘောတရားဒီလို sharing လုပ်နေရတဲ့သဘောတရားကကျွန်တော်တည်ထားတဲ့ဒီ fashion တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် basic ဖြစ်တဲ့ဟာမျိုးတွေကျွန်တော်ဒီ concept မိအောင်လို့ကျွန်တော်ပြောပြမယ်အဲ့ဒါနားလည်သွားပြီဆိုရင်ကိုထပ်ပြီးတော့ထပ်လေ့လာပါတော့ဒါကိုလက်ရှိသုံးနေတဲ့ဟာမျိုးရှိတယ်ဆိုတော့လည်းသုံးနေတဲ့ဟာနဲ့မိဖြစ်အောင်ပေါ့နော်ဘယ်ရာပဲဖြစ်ဖြစ်တကယ်ကို apply လုပ်နေတဲ့ဟာမျိုးမှာလေ့လာတာကောင်းတာပေါ့နော်တည်ထားရုံတက်လောင်နေလေ့လာရဆိုရင်တော့ the practice machine တော့မိမှာပဲပေါ့နော်ဒါပေမဲ့အကျိုးတော့မရပါဘူးတစ်ခေါက်လေ့လာထားတာနောက်တစ်ချိန်သုံးဝင်လာတဲ့ခါကျပြန်ကြည့်တော့နားလည်လွယ်တာပေါ့နော်mainly ကတော့ concept ပေါ့နော် concept ကိုအဓိကနားလည်ရင်တော့ရပါတယ် concept အဲ့တော့ rank အဲ့ကြည့်အောင် ranking ဆို rank ဆိုတာဘယ်လိုလဲဒီမှာ city state population ဒီကွန်းဒီ data တွေကလေပို့ပြီးတော့မြင်ဆန်ရအောင်လို့ဆိုတော့ဒီexact ဆိုတဲ့ website ကနေယူထားသေးလားအဲ့ website လေးအရင်ကောင်းတယ်ဆိုတော့တစ်ခေါက်လည်းညွှန်ပေးဘူးတယ်အဲ့ website ကနေလေ့လာတော်တော်မိုက်တယ်ပေါ့နော်Okay အဲ့ဒါတော့ယူပြီးတော့ပြထားတာပါနော်အဲ့တော့ rank population ရ rank CB ပါလို့ပြောတယ်ဆိုရင်အဲ့တော့1 2 3ဘယ်သူက population ရအမြင့်ဆုံးလဲပေါ့နော်ဒါက data နည်းလို့လေနော်ဒီကောင် rank 1ဆိုတာကျွန်တော် New York ဟာ rank 1ဆိုတာ10တည်တယ်တကယ်လို့ city တွေအများကြီးရှိမယ်ဟိုမှာ300 400လောက်ဖြစ်မယ်ဆိုရင်ဒါ ranking ကိုလို့စီမံရတာပေါ့နော် function နဲ့စီမံရတာပါပေါ့အဲ့တော့ rank rank ဆိုပြီးတော့ရှိမယ် sorry rank လို့ရိုက်လိုက်တာနဲ့အများကြီးပဲပေါ်လာသေးတယ်တို့လား rank EQ လို့ပါတော့အဲ့ဘာလဲဆက်လေ့လာပါနော်အဲ့တော့အရင်ဆုံး number ကို select ပေးရမယ်ပြီးရင်သူ rank စီခြင်းနဲ့ array ကိုစီပေးလိုက်တခုတော့ဒီကြားဒီမှာ log ခတ်ပေးရမယ် right ဘာလို့နေရာမရွေးချင်ဘူးပေါ့နော် log ခတ်ပေးရမယ် log မခတ်ရင်ဘာဖြစ်မှာအော်တကြောင်ဆင်းသွားမယ်အဲ့ရတော့ဒီမှာအဲ့တော့ hosting က for Phoenix and okay New York ကောက်မှာဒါဆိုရင်ရမယ်နေတူတယ် ranking စီပါပြီ okay ဘယ်သူက1ပါပေါ့ဒီလိုတည်ပါလေးတစ်ခါလေးကျွန်တော်ရေးပြီးတော့ဒီမှာလေးလာလို့လည်းပေါ့နော်ဒီမှာထည့်ပေးလိုက်မယ်အခု section ကတော့ကျွန်တော် recap ဒီ video မှာ recap လုပ်မှာပေါ့နော်ဒီ view ကကျွန်တော် rank အကြောင်းပြောတာအဲ့တော့ကျွန်တော် rank ရဲ့ purpose ကပါလဲပေါ့နော် rank number against the range of the numbers လို့ပြောတာအဲ့တော့ပြောချင်တာဒီကျွန်တော်ဒီ table ဒီ photo လေးယူထားတယ်အဲ့ဒါပါလဲဆိုဒီ syntax လေးကဘယ်နဲ့ယူထားလဲဆိုတော့ AJ ကနေယူထားတာကျွန်တော်လေ့လာတဲ့အခါမှာလွယ်အောင်ပေါ့နော် ranking နဲ့by being order ပုံမှာ ascending လား descending လားဆိုပြောလို့ရတယ်ပြီးတော့ကျွန်တော်ဒီ video မှာပဲဒီ rank နဲ့ပတ်သက်ပြီးတော့ဒီ kind of explanation လေးလည်းလုပ်ပေးထားရှိတယ် okay ကျွန်တော် test try အနေနဲ့အကျိုးရှိမယ် video tutorial လေးတွေ create လုပ်ပြီးတော့ sharing လုပ်ပေးနေတယ်အဲ့တော့ကျင်းနေတဲ့ခေတ်ရင် like and subscribe လုပ်ပေးပါအခြားလူတွေကိုလည်း sharing လေးလုပ်ပေးကြပါ okay ကျွန်တော်နောက် video မှာတွေ့ကြတာပါ